ဒီတင်းရေကြားဖြတ်နေကြောင်းပြောပေးပါဦးဘာပဲပြောပြအောင်မပြောပေးဘူးမစပိတော့ဘူးနော်မစပိတော့ဘူးနော်စပိပြီးသွားလို့ရှိရင်လေပြီးသွားလို့ရှိရင်စပိရတဲ့သူကပဲမုံဆိုးတစ်ပိုင်းမိန်းမယားကြီးဖြစ်တယ်နော်စပိလဲစပိပေးရသေးတယ်အပြောလဲခံရသေးတယ်မစပိဘူးဘာဖြစ်တယ်ကိုဖြစ်ရင်ကိုခံကိုလောက်တာကိုရဟာလားနော်ကိုတိုင်းနဲ့ကိုကန်ပြီးပြန်တော့လေပြီးတဲ့သူကပဲမုံဆိုးတစ်ပိုင်းမိန်းမယားကြီးဖြစ်တယ်နော်သိလားအဲ့တော့ကျမတို့တော့မခံရဘူးခံရမှာဆိုလို့ပြောရင်နေရာတကာပါတယ်တို့ဘလို့ဖြစ်တယ်တို့ညာလို့ဖြစ်တယ်တို့ဘာတို့ညာတို့ ਨੇ အဲ့လိုမျိုးဖြစ်တယ်အဲ့တော့ကြားဖြန့်မကလို့ကြားဖြန့်ရဖေးပဲလာခံ냐ဟုတ်ပြီလားနော်မြင်တာတွေတွေ့တာတွေပြောချင်နေတာတွေအများကြီးသိလားအခုယူရီးယားသွားရင်လည်းယူရီးယားမှာအလင်ခံရတဲ့ကိစ္စတွေကျမလေးပြောချင်နေတာတွေအများကြီးရှိတယ်ဒါပေမဲ့လေမစပိတော့ဘူးနော်မစပိတော့မပိချင်လေပိချင်တဲ့တနေ့ကျမှပဲပိတော့မယ်အခုတော့မပိချင်တော့မှုမလာတော့ဘူးပိလဲပိရသေးတယ်ပြောလဲပြောခံရသေးတယ်နော်မပိတော့ကျမဖြင့်ငါးပြတစ်ချက်မှလည်းမရဘူးပိတာပိရတယ်အမုန်းခံပြီးတော့ဒါလည်းပြောရတယ်နော်ငါးပြတစ်ချက်လည်းမရအောင်ကျမခုနပြောသလိုရေမွေးတပင်းလည်းမရအောင်နှခမ်းညီတပူးလည်းမရဘူးကျမဘူးမှလည်းမုတ်တစ်ခုလည်းမကြွေးဘူးနော်ငွေသိန်းလည်းမရအောင်9000လည်းမရအောင်ပြီလို့လေအပြောပဲခံဝမ်းနေတယ်မပြောဘူးမပြီတော့ဘူးနော်ပြောချင်တာတွေအများကြီးဒီမှာဟိုထိုင်းမှာဆိုဟိုကပိုက်နိုင်ခံရတဲ့အကြောင်းမျိုးတွေဘာတွေညာတွေအရန်သတိထားဖို့တွေကျမပြောချင်တာတွေအများကြီးရှိတယ်တနေ့နေ့ပေါ့နော်အခုတော့နေပါအောင်တော်ကြဘာဖြစ်လို့လဲဆိုတော့လေအကုန်ရောချပြီးဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဖြစ်မှာဆိုလို့နော်ဆိုတော့နည်းနည်းလေးအချိန်လေးယူလိုက်ပါအောင်မယ်အချိန်လေးယူပြီးပြည့်ချင်တာမစပိပါနဲ့အေးတဲ့မခံစားနိုင်လို့ပါတဲ့ကိုအမှန်ဖြစ်ပြီးတော့တဲ့နော်အဲ့ဒါကြောင့်မလို့လေအခုတော့မပြည့်သေးဘူးအဲ့တော့ကြားဖြန့်မကလို့ကြားဖြန့်အဖေးပဲလာခံ냐လူစိုးတွေ